Okay hello မင်္ဂလာပါကျွန်တော်တို့တွေဆက်ပြီးတော့မှ I'm not following you ဆိုတဲ့အသုံးလေးဆက်လိုက်လာကြည့်မယ်နော် I'm not following you ဆိုတာကမင်းတော့ like တာမဟုတ်ဘူးလို့ပြောတာမဟုတ်ဘူးနော်အဲ့တော့ I'm not following ဆိုတာက like တယ်ဆိုပြီးတော့မှလေ like တာမဟုတ်ဘူးလို့ပြောတာမဟုတ်ဘူးနားမလည်ဘူးလို့ပြောတာဖြစ်ပါတယ်နော် I'm not following you ခင်ဗျားပြောတော့နားမလည်ဘူးဗျာဘာတွေပြောနေတာလဲပေါ့ဗျာအဲ့လိုပြောတဲ့အခါမှာသုံးတယ်နော် I am not following you say this if you don't understand instructions direction or an explanation ယောက်ကရှင်းပြတာတွေပြောပြတာတွေ instruction ပေးတာတွေကိုနားမလည်ဘူးဆိုတဲ့အခါမှာကျွန်တော်ပြောလို့ရတယ် I'm not following you ခင်ဗျားပြောတာကိုနားမလည်ဘူးဗျာလို့ပြောတယ်နော် I'm not following you အဲ့တော့ဒီမှာ तू ကလမ်းညွှန်ပြနေတာ turn left then right and left again then go straight until straight then right and left အဲ့တော့တပတ်လို့ကနားမလည်တော့ तू ပြောသွားတယ်အဲ့တော့ तू ကပြောလိုက်ဆိုတော့ I'm not following you ခင်ဗျားပြောတာတွေနားမလည်တော့ဘူးဗျာ I'm not following you could you start again ခင်ဗျားပြောတာတွေနားမလည်တော့ဘူးဗျာပြန်ပြောပါအောင်လို့ပြောတယ်အဲ့တော့အဲ့လိုပြန်မေးလို့ရတယ်နော် I'm not following you ဆိုတာကခင်ဗျားပြောတာနားမလည်တော့ဘူးလို့ပြောတဲ့အခါမှာသုံးရတယ်နော်ဆက်လိုက်လိုက်ကြည့်အောင်နောက်တစ်ခုကဘာပြောလဲဆိုတော့ to save that document ဆိုတာကဒီ computer မှာ file တွေသိမ်းတာလေအဲ့ဘယ်လိုလုပ်မှလဲဆိုလို့ရှိရင်တော့ click on copy ကိုနှိပ်လိုက်မယ် then open a new file တစ်ခုဖွင့်လိုက်မယ် and click ပြီးရင်တော့ click ကိုထပ်နှိပ်လိုက်လို့ပြောတာပေါ့နော်အဲ့တော့နံပါတ် B ကပြောတယ် I'm not following you ခင်ဗျားပြောတာတွေကျွန်တော်နားမလည်တော့ဘူး I'm not following you click on what ဘာလို့နှိပ်ရမှာလဲလို့ပြောတာပေါ့နော် click on what ဘာလို့စနှိပ်ရမှာလဲခင်ဗျားပြောတော့ကျွန်တော်နားမလည်တော့ဘူးလို့ပြောတယ်နံပါတ် A ကဘာပြောလိုက်ဆိုတော့ he's not unfriendly သူကဗျာတဲ့တိတ်ပြီးတော့မှရင်းနှီးမရှိဘူးတဲ့နော်ရင်းနှီးမရှိတာမျိုးမဟုတ်ပါဘူးတဲ့ he's just not friendly နော်ခင်ခင်မင်မရှိတာပါတဲ့အဲ့လိုပြောတာပေါ့နော် I'm not following you ခင်ဗျာဘာတွေပြောနေလဲကျွန်တော်တော့နားမလည်တော့ဘူးလို့ပြောတာပေါ့နော်ခင်ဗျာဘယ်လိုပြောနေရလဲစကားကိုရှင်းရှင်းမပြောဘူးဆိုတဲ့အခါမျိုးပေါ့အဲ့တော့I'm not following you ဆိုတဲ့အသုံးလေးကိုသုံးရပါတယ်နော်နားမလည်ဆိုတဲ့အသုံးလေးပါနောက်တစ်ဆက်လေးလိုက်ကြည့်အောင်နောက်တစ်ခုက get cut off ဆိုတာက lose the connection during a phone call ဖုန်းပြောနေတဲ့အခါမှာ line ကျသွားတာပေါ့ဗျာအဲ့ဒါကို get cut off လို့ပြောလို့ရတယ်ဘယ်လိုပြောလဲဆိုတော့သူကပြောနေတယ် yes Bob I think we ဆိုပြီးမှပြောတယ်အဲ့ဒါဒီဘက်ကလည်းပြောနေတယ် hello are you there ဆိုတာကလေကြားရသေးလားရှိသေးလားလို့ပြောတာနော် are you there အဲ့လိုပြောလို့ရတယ်ဒီမှာကပါတယ် low battery ပေါ့နော် battery ကုန်သွားတော့He's gone. We got cut off. He's gone. လိုက်ကြသွားပြီပေါ့နော် He's gone. We got cut off. သွားပြီးလိုက်ကြသွားပြီးဆက်သွယ်လို့မရတော့ဘူးလို့ပြောတယ်ရတယ်နော်နောက်တစ်ခုဆက်လိုက်လာကြည့်အောင်ဘာပြောလဲဆိုတော့ There is something wrong with my phone ဒါလေးလည်းတော်တော်သုံးလို့ရတယ်နော် There is something wrong with my laptop. There is something wrong with my something ပေါ့နော်ကိုနဲ့ဘာဖြစ်တာလဲမသိဘူး I often get cut off ကျွန်တော်ဖုန်းကဘာဖြစ်တာလဲမသိဘူးဗျာခဏတိုင်းလို့အမြဲတမ်းလိုက်ကြသွားနေတယ်ဆက်သွယ်ကြနေတယ်ပြောတာပေါ့နော်နောက်တစ်ခုကလေ What's wrong with you ဘာဖြစ်တာလဲလို့ပြောလို့ရတယ် What's wrong with you မင်းဘာဖြစ်တာလဲဒီထဲမှာတော့မပါဘူးနော်ကျွန်တော်ဘာသူပြောပြတာအဲ့တော့ What's wrong ဆိုတဲ့အသုံးကြီးအဲ့လိုမျိုးလေးသုံးရတယ်နော် What's wrong with you ဒီမှာကတော့ there is something wrong လို့သုံးပါ Okay ဆက်လိုက်လာကြည့်အောင်အဲ့တော့ A နဲ့ B နဲ့ပေါ့နော် Hello တဲ့ B ကပြောတယ် Hi this is John again ကျွန်တော်က John ပါ We got cut off just now အခုလေးနဲ့ line ကျသွားတာဗျာ So I'm calling you back အဲ့ကြောင့်မို့ကျွန်တော်ပြန်ခေါ်နေတာပါလို့ပြောတယ်အဲ့တော့ဖုန်း line တွေကျသွားတယ် line တွေပါတယ်ဆက်သွယ်ပြတ်သွားတယ်ဆိုလို့ရှိရင် get cut off လည်းသုံးရတယ်ဒီမှာတော့ got cut offဆိုတာကအခုလေးနေခေါ်ပြီးတော့မှကျသွားလို့ got cut off လို့သုံးသွားတာလीနော်အဲ့တော့ there is something wrong ဆိုတဲ့အသုံးလေးရှိတယ်အဲကျွန်တော်တို့စာမျက်နှာ340ပုံမှာကြည့်မယ်နော်နောက်တစ်ခုကဘာပြောလဲဆိုတော့ have change ဆိုတာကတော့ပြောင်းလဲတာပေါ့ဒီနေရာမှာပြောင်းလဲတာပြောတာမဟုတ်ဘူးเนาะအကျွေးလို့ပြောပါတယ် have change ဆိုတာကပြန်အန်းငွေလို့ပြောတယ်ပေါ့နော်အဲ့တော့ have smaller units of money အဲ့တော့ပတ်စံအကျွေးငယ်ငယ်ကိုပြန်ပေးတာဖြစ်ပါတယ်ဥပမာကြည့်မယ် excuse me do you have any change do you have change for $1 ဒေါ်လာ100ဒေါ်လာ100တန်ပေးမှာအဲ့တော့ change ဆိုတာကအကျွေးလေးတွေပြန်ပေးလို့ရမှာလဲတာပေါ့နော်ဒီမှာတော့လဲတာအဲ့တော့ here you are ဆိုပြီးတော့ပြန်ပေးတာပေါ့နော်အကျွေးလေးရပါပြီဒီပြောဒေါ်လာပို့ပေါ့နော်ဒီမှာဆိုရင်50 20 10ပေါ့နော်ဗာလဲဆိုလို့ရှိရင်ဒါက10 cent လို့ရှိတယ်လေအဲ့လိုမျိုးလေးတွေပေါ့နော်အဲ့တော့1 cent 2 cent ပေါ့နော်ကျွန်တော်တို့မှာဗာလဲတစ်ရက်မှာပြား100ရှိတယ်လို့ပေါ့နော်အဲ့လိုမျိုးပဲသူတို့လည်းပဲပြား100ပေါ့သူတို့ကတော့ cent ဆိုသုံးတာပေါ့နော်ဒေါ်လာနဲ့ဆို cent သုံးဆက်လိုက်လာကြည့်မယ် Do you have a change for $10 ဒေါ်လာ10အတွက်ပြန်ငွေရှိမလားနောက်လို့ရှိရင်အကျွေးရှိမလားလို့မေးတာပေါ့နော်နောက်တစ်ခုက Yes here are 9 ones and small change small change ဒီမှာတော့$4ပေါ့နော်ပြီးတဲ့ခါကျတော့ဒီမှာတခြားအကျွေးဈေးပေါ့နော်အဲ့လိုမျိုးလေးပြောလို့ရတယ်အဲ့တော့ your coffee is $3 please အဲ့တော့အများရဲ့ coffee က$3ပဲကျတယ်အဲ့တော့ here is a $50 bill
သူကငါဒေါ်လာ50တန်ထုတ်ပေးလိုက်တော့ဟိုကပြောတယ် sorry I don't have change for 50ကျွန်တော်ဒီ50ကိုပြန်အပ်ဖို့အငွေအကျွေးမရှိဘူးလို့ပြောတာပေါ့နော် I don't have change ကျွန်တော်မှမရှိဘူးလို့ပြောတယ်ဒီမှာကြည့်ကြည့်အောင် small change ဆိုတာက coin တွေဖြစ်ပါတယ်တဲ့ bill ဆိုတာက paper တဲ့ paper money ဖြစ်ပါတယ်တဲ့50ဆိုတာက $50 bill ပေါ့ဗျာအဲ့လိုပြောတာဖြစ်ပါတယ်အဲ့တော့ change ဆိုတာလေးနားလည်မယ်လို့ယူရတယ်နော် have change ဆိုတာကပြန်အပ်ငွေကိုယူတဲ့အခါမှာလည်းအဲ့လိုမျိုးပြောလို့ရတယ်နော်ဆက်လိုက်လာကြည့်အောင် distance from the place တနေရာနေတနေရာအကွာအဝေးကိုပြောတာပေါ့နော် distance from the place အဲ့တော့ဘယ်နေရာမှာသုံးလဲဆိုရင် say this to show the distance between two places အဲ့တော့နေရာနှစ်နေရာပေါ့နော်နေရာနှစ်ခုပေါ့အဲ့ဒီကနေရာနှစ်ခုကိုပြောတဲ့အခါမှာသုံးတယ်တဲ့ဥပမာကြည့်ကြည့်အောင် Mr. Franks I can't find your office ကျွန်တော်ခင်ဗျားရုံးကိုမတွေ့ဘူးဗျာတဲ့ဒီမှာရှားနေတာပေါ့နော်ဘူရာရုံးကနေထွက်လာတာ train station ရှားနေအဲ့တော့ तू ကဒီတိုက်ကနေလမ်းပြောနေတယ် My office is 3 blocks from the train station ဒီ train station ကနေပြီးတော့မှရည်တွက်မယ်ဆိုလို့ရှိရင်ပေါ့နော် block 3ခုမြောက်အဲ့မှာလာခဲ့လို့ပြောတာဆက်လိုက်လာကြည့်မယ် Where is Palo Alto it's about 30 miles from San Francisco San Francisco ကနေမိုင်30လောက်ဝေးတယ်အဲ့လိုပြောလို့ရတယ်အဲကျွန်တော်တို့ကတနေရာတစ်နေရာအကွာအဝေးဆိုလို့ရှိရင်အဲ့လိုမျိုး from လို့ပြောလို့ရတယ်နော်နောက်တစ်ခုက Our office is about 200 feet from Grand Central Station Grand Central Station ကနေပြီးတော့မှပေ200လောက်ဝေးတယ်ပေါ့ဗျာအဲ့လိုပြောလို့ရတယ်ဘယ်တော့ဒီဟာလေးကိုအကွာအဝေးကိုပြောတဲ့အခါမှာလည်းပဲဒီဟာလေးကို distance လေးကိုပြောတဲ့အခါမှာလည်းပဲ from လေးနဲ့ပြောနိုင်မယ်လို့ယူဆတယ်ကျွန်တော်တို့နောက်ထပ်တစ်ခုဆက်လေးလာကြည့်မယ်နော်နောက်တစ်ခုကဘာပြောလဲဆိုတော့ the second to last the second to last ဆိုတာကတဲ့ the thing before the last thing နောက်ဆုံးတစ်ခုရဲ့ရှေ့ရတစ်ခုပေါ့နော်နောက်ဆုံးတစ်ခုမနိုင်ခင်ပေါ့နော်နောက်ဆုံးတစ်ခုရဲ့ရှေ့ရတစ်ခုကိုပြောတာပေါ့နော်အဲ့တော့ကြည့်ကြည့်အောင် Mr. Frank can see you now is the second door to the left the black door အဲ့တော့နောက်ဆုံးတစ်ခုမရောက်ခင်ဒုတိယတစ်ခုအနက်ရောင်လေးနဲ့တကားလို့ပြောတာပေါ့နော်ဒါလေးပြောတယ်ဆက်လေးလာကြည့်မယ်we went to France for a week we went to France for a week တပတ်လောက်ပြင်သစ်ကိုသွားတာဗျာ we were having a great time ကျွန်တော်တို့အရန်ပျော်နေကြတာပေါ့ but on the second day to last day နောက်ဆုံးမပြန်ခင်တရက်အလုံးလို့ပြောတာပေါ့နော်နောက်ဆုံးမပြန်ခင်တရက်အလုံးမှာဗျာ I got sick ကျွန်တော်တို့ဖျားခဲ့တာပဲဖျားတော့တာပဲအဲ့လိုပြောလို့ရတယ်နော်အဲ့တော့မပြန်ခင်တရက်အလုံးအဲ့လိုလည်းပြောလို့ရတယ်နော် the second to last day အဲ့လိုပြောပြရတယ်အဲ့နောက်တစ်ခုက which is your house ခင်ဗျားအိမ်ကဘယ်မှာလဲဘယ်တစ်ခုလဲလို့မေးတာပေါ့မက်ဘီကပြန်ဖြေတယ် the second to last the second to last house on the street ဒီလမ်းပေါ်ဗျာနောက်ဆုံးဒီလမ်းပေါ်အိမ်ဒီပေါ်နဲ့နောက်ဆုံးအိမ်မရောက်ခင်တအိမ်မှာအဲ့ဒါကျွန်တော်အိမ်လို့ပြောတယ်နော်အဲ့လိုလေးပြောလို့ရတယ်ဒါလေးလည်းရမယ်လို့ယူဆရတယ်ဆက်ပြီးတော့လေ့လာကြည့်အောင်နော်နောက်တစ်ခုကဘာပြောလဲဆိုတော့ကျွန်တော် comes in လို့ပြောတယ် comes in ဆိုတာက is available in ရတယ်လို့ပြောတာနော်ရတယ် comes in နော် comes in ဆိုတာကရတယ်လို့ပြောတာဘာရတာလဲဆိုလို့ရှိရင် is available in ဆိုတာက the lamps comes in 3 sides ဒီမိအိမ်တွေကပုံစံ3မျိုး site 3ခုနဲ့လာတာလို့ပြောတာပေါ့နော်ပုံစံ3ခုနဲ့လာတာပါပြောတယ်ဆက်လိုက်လာကြည့်အောင်နော်အဲ့တော့ဘာပြောလဲဆိုတော့this phone comes in blue ဒီဖုန်းကအပြန်ရောင်လေးလည်းလာတယ် white or black အဖြူရောအနက်ရောင်လာတယ်လို့ပြောတာပေါ့နော် which one should I buy ဘယ်တခုကျွန်တော်ဝယ်ရမလဲဗျာအဲ့တော့ color ကတော့3မျိုးလာတယ်ပေါ့ဗျာဘယ်တခုဝယ်ရမှန်းမသိဘူးဖြစ်တယ်ပေါ့အဲ့လိုပြောတဲ့အခါမှာ3မျိုးရတယ်နော်အဲ့နောက်တစ်ခုက instant soup comes in a plastic cup and it comes in 2 flavors chicken and beef I prefer the beef soup အဲ့တော့ဒါဟင်းချိုရည်ပေါ့နော်ဟင်းချိုရည်က plastic ခက်နဲ့လာတယ်ပြီးတဲ့ခါကျတော့အရသာက2မျိုးပေါ့နော် flavor ဆိုတော့အရသာ2မျိုးနဲ့လာတယ်ကျက်သားအရသာလည်းရှိတယ်ဒါ beef အရသာလည်းရှိတယ်ပေါ့ပြောသူကတော့ I prefer the beef soup ဆိုတာကသူကတော့ beef ကိုပို့ပြီးတော့မှနှစ်သက်ပါတယ် prefer ဖြစ်ပါတယ်လို့ပြောတယ်အဲ့တော့သိစေချင်တာက comes in ဆိုတော့ကရနိုင်တယ်လို့ပြောတာဖြစ်ပါတယ်နော်ရနိုင်တယ်လာတယ်ပေါ့ဗျာအဲ့လိုပြောတယ်အဲ့တော့ဥပမာလေးတွေဆက်လေးလာကြည့်မယ်နော်ဒီဟာလေးတွေချင်းနဲ့ကျွန်တော်တို့အိမ်စာလေးတွေလုပ်ကြည့်အောင်နံပါတ်2ကဘာပြောလဲဆိုတော့ on a cell phone ဖုန်းပြောနေတာပေါ့နော်ဖုန်းပြောရင်းနဲ့ speak quickly မြန်မြန်ပြောတယ် my battery is low ကျွန်တော် battery ကအားနည်းနေပြီဗျာ we might get cut off ကျွန်တော်တို့ line ကျသွားနိုင်တယ်ဖြတ်နိုင်တယ်လို့ပြောတာပေါ့နော် battery ကအားနည်းနေလို့နော်နောက်တစ်ခုက was Joe the last person to arrive Joe အနောက်ဆုံးရောက်တာလားတဲ့အဲ့တော့တစ်ပတ်ပြန်ပြောတယ် almost လူနီးပါပဲတဲ့ or almost he was there second to the last person အဲ့တော့သူကနောက်ဆုံးတစ်ယောက်တော့မဟုတ်ဘူးပေါ့နော်သူ့နောက်မှာနောက်ထပ်တစ်ယောက်ကျန်သေးတယ်ပေါ့အဲ့လိုပြောလို့ရတယ်နောက် the second to the last လို့ပြောလို့ရတယ်လေ that's he was the second to the last person နော်နောက်တစ်ခုက this jacket ဒီအင်ကြီးရတဲ့ comes in 3 size မျိုးစား3ခုနဲ့လာပါတယ်တဲ့ဘယ်လိုဆိုလို့ရှိရင် small medium and large အဲ့တော့အရွယ်စား3မျိုးနဲ့လာပါတယ်လို့ပြောတာပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့ message က
I need 25 cents for the phone ဖုန်းပြောမှုဗျာတဲ့25 cent လိုနေတာဗျာတဲ့ but I only have a $10 bill ဒီမှာဒေါ်လာ30ကျပ်တန်ပဲရှိတယ်ပေါ့နော်အဲ့တော့ do you have a change နော် do you have change အကျွေးကြီးလေးများပါမလားလို့ပြောတာပေါ့နော်အဲ့လိုပြောတယ်အဲ့တော့ have change လို့သုံးပါတယ်ပေါ့နော်အဲ့နောက်တစ်ဆက်လေးလာကြည့်အောင်နောက်တစ်ခါဘာပြောလဲဆိုတော့ turn left ဘယ်ဘက်ကိုရှိုးလိုက်တဲ့ turn right ညာဘက်ကိုကွေးလိုက်ပါ then right again ပြီးရင်တော့ညာဘက်ကိုပြန်ချိုးလိုက်လို့ပြောတာပေါ့နော် then left အဲ့လိုပြောတယ်အဲ့တော့တယောက်က turn I'm not following you နားမလည်ဘူးဗျာလို့ပြောတာပေါ့နော် could you start over ပြန်ပြောပါလားပြန်ပြောပြနိုင်မလားလို့ပြောတာ could you start over အဲ့လိုပြောလို့ရတယ်နောက်တစ်ခုက do you live near your office အဲ့ဒါရုံးနားမှာနေတာလားတဲ့ဘယ်လိုပြောလဲ yes I live just 2 miles from my office ရုံးကနေကျွန်တော်2မိုင်လောက်ပဲဝေးတယ်ဗျာလို့ပြောတယ်အဲ့တော့ဒီထဲမှာပြောတဲ့အပြောလေးတွေကအသုံးလေးတွေကလည်းပဲနေ့စဉ်နဲ့များပြောတဲ့အသုံးလေးတွေပါပဲအဲကျွန်တော်အရင်နေ့ကပြောလိုမျိုးပဲเนาะအရင်ဗီဒီယိုမှာပြောလိုမျိုးပဲထက်ကလေ့ကျင့်စေခြင်းနဲ့ထက်ကလေ့ကျင့်မှသာလေနှုတ်ထဲမှာဆွဲနေမှာဖြစ်တယ်အဲပြီးတဲ့အခါကျတော့ကျွန်တော်တို့ conversation ပြောတဲ့အခါမှာလည်းပဲနှုတ်ကနေပြီးတော့ပြန်ပေါ်လာမှာဖြစ်တယ်အဲ့တော့ဒါလေးတွေကိုလည်းပဲရမယ်လို့ယူဆတယ်ပြန်ပြီးတော့မှလေ့လာကြည့် okay အဲ့တော့ကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်တဲ့သင်ခန်းစာတွေမှာပြန်တွေ့မယ်နော် bye bye